ရင်စုပ်လွတ်ပတ်ဆောင်မယ်ပြီးရတဲ့လေလမ်းမှာချီတဲ့ဦးလက်ကိုတော့ပိုင်မယ်ကဲလွတ်ပတ်ဆောင်ပြီးဆိုတော့ဦးလက်ကိုတော့ပိုင်အဲ့ဘယ်ကကလေးရှိကောင်းလဲဒီနေ့မှတော့လူပန်းခန့်လိုက်ရတဲ့ဦးလက်စကင်းနဲ့ဝါရဲ့အကြောင်းလုပ်ပြီးတော့မှဖြစ်ပါတယ်ကဲဒါဆိုစလိုက်အောင်ဦးလက်ရဲ့ပတ်စရတော့ enemy ကို damage ပေးတဲ့4စက္ကန့်ကြာ stat တွေဖြည်းဖြည်းချင်းတက်လာမယ် fighting speed effect ရမှာဖြစ်ပါတယ် stat တစ်ခုရတဲ့ attack speed အပေါ်ကိုလည်းရမှာဖြစ်ပါတယ် stat 6ခုပြည့်သွားရင်တော့ basic ထဲလွှဲကျသွားပြီး enemy ကို basic ထဲနဲ့ချတယ်လမ်း6မှာရှိတဲ့မြေကြီးတွေကွဲသွားမှာဖြစ်ပါတယ် damage ကတော့ enemy man HP လိုက်ထိမှာဖြစ်ပါတယ်Skill 1တော့ slow effect တွေကိုဖယ်လိုက်ပြီး5စက္ကန့်ကြာ movement speed ပိုရမှာဖြစ်ပါတယ် Skill 1တော့2စက္ကန့်အတွင်း control effect အကြီးစားတွေမထိခိုက်ရင်တော့နောက်3စက္ကန့်ကြာ control immunity ကိုရမှာဖြစ်ပါတယ် Skill 2ကတော့ချိန်ထားတဲ့နေရာရက်သက်ပုံစံကိုရိုက်ချလိုက်ပြီးထိမိတဲ့ enemy ကို2စက္ကန့်ကြာ movement speed 30% ချွတ်ချလိုက်မှာဖြစ်ပါတယ်ဒါပေမဲ့ enemy နဲ့ထိမိတော့ skill နောက်တစ်ခါထပ်တိုးလို့ရပြီးတိုးလိုက်ရင်တော့ချိန်ထားတဲ့နေရာကိုခုတ်လိုက်ပြီးအဲ့နာမှာရှိတဲ့ enemy တွေကို damage ပေးမှာဖြစ်ပါတယ်ultimate ကတော့ပစိန်နဲ့9ချက်မွေးလာမှာဖြစ်ပါတယ်ပထမဆုံး4ချက် damage တူတူပဲဖြစ်ပြီးနောက်ဆုံးတစ်ချက်ကတော့ damage ပို့ထိပြီး control immunity ခဏရမှာဖြစ်ပါတယ်ultimate 3ချက် damage လူတန်းချရတဲ့အပြင် joystick ပါတိုးလို့ရမှာဖြစ်ပါတယ်ကဲ skill တွေကြောက်ပြောပြီးဆိုတော့ YHC ကိုဆက်သွားလိုက်အောင် Y ရဲ့ I ကတော့ဦးလက်ပစိပုံစံလိုဖြစ်သွားပါတယ်ဒါအပြင် Y ရဲ့ effect တစ်ခုဖြစ်တဲ့ 12% spare band ကနေ 8% hybrid light city ကိုပြောင်းသွားပါတယ်မတိရတူတွေပြောပြရရင် spare band က skill တွေတုံးမှာတွေးသက်တာဖြစ်ပြီးတော့ hybrid light city ကတော့ skill ရော basic ထက်ပါတုံးတိုင်းတွေးသက်မှာဖြစ်ပါတယ်ဦးလက်တွေ့တော့ကောင်းပြီမဲ့ skill အထိကထားတော့လေ hero တွေတွေ့ရတော့နှက်လိုက်တယ်လို့ဖြစ်နေပါတယ်ဒါအပြင် skill ရော basic ထက်ပါတုံးတဲ့ Mate တို့အလူကတ်တို့တောင်းမှုတို့စတဲ့ hero တွေတွေ့ရတော့တိုးလို့ကောက်တဲ့ item တစ်ခုဖြစ်လာပါလိမ့်မယ်နောက်တစ်ခုက ban နေရလားဒါမှမဟုတ် Y ကိုဦးလက်ကပိုက်တာမို့လို့ဘယ်လိုက်တာလားလို့ပြောမတတ်ဘူးဦးလက် skill 1 3ရဲ့လဲ Y stat ရနေတာပါဒါပေမဲ့ Y ရဲ့ stat enemy ကို damage ထိမှရတာပါဦးလက်ရဲ့ skill 1 enemy ကို damage ထိတာမဟုတ်ဘဲနဲ့ stat ရနေတာတော့မဟုတ်သေးပါဘူးပို့ဆိုတာ Y8 နဲ့ Brute Force item ရဲ့ပတ်စရာအတူတူပါပဲဒါပေမဲ့ဦးလက် skill 1 Y stat ရပြီး Brute Force stat မရတာကြောင့်နည်းနည်းဘဲလိုမျိုးတော့ခံစားရပါတယ်ကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြောင့်ပြန်တွေ့ကြမယ်ကောင်းသောနေ့လေးပဲဆင်နေကြပါစေSay the day, look, I say the low, I'm a gay, the nilo, Larry Bay, Lurin, and say, Naga, men, tell me, dreaming me.